အားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်တင်ဆက်ပေးချင်တာကတော့စိတ်ဝင်စားစရာပုံမြင်လေးတစ်ခုပါဒီပုံမြင်လေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်တခါတုန်းကရွာမှာညီအမ9ယောက်အရောင်ပိုင်ဆိုင်ထားတဲ့မိသားစုလေးတစ်စုရှိတယ်ဒီမိသားစုလေးကအရန်ကိုကြည်နူးစရာကောင်းတယ်ပျော်ရွှင်စရာကောင်းတယ်ထမင်းလက်စွပ်အမြဲတမ်းစားလေးရှိတဲ့မိသားစုလေးတစ်စုဖြစ်တယ်ဒါပေမဲ့ဒီနေ့တော့ဒီမိသားစုလေးကတောထဲထင်းရှာထွက်ခဲ့တယ်။တောထဲရောက်တော့အမေဖြစ်သူမတ်တင်အေးကအလေးသွားချင်တယ်ဆိုတာကြောင့်ခိတ္တရနာခဲ့တယ်။မတ်တင်အေးဟာတမီးနဲ့ခင်ဘုံရဲ့အလက်မဝေးတနေရာမှာမစင်စုပ်ဖို့သွားနေတော့မွေးကင်းစကလေးတယောက်ရဲ့ငိုတန်ကြရတော့မတ်တင်အေးဟာဟိုကြည့်ဒီကြည့်နဲ့ဒီကလေးကိုလိုက်ရှာနေမိတယ်။ဒီကလေးငိုတန်ရဲ့အနောက်ကိုလိုက်ရင်နဲ့တောနဲ့ထဲရောက်ရှိလို့သွားခဲ့တယ်။ဒီလိုနဲ့မတ်တင်အေးဟာပြန်လန်းကိုမမမိတော့ပဲဆုံးမရဲ့လက်စားချင်းကိုခံရပါတော့တယ်။မတ်တင်အေးဟာမောင်မဲနေတဲ့ကူတလုံးထက်ကိုဘလို့လို့ရောက်ရှိတော့မှမသိပဲနဲ့ကံမကောင်းစွာနဲ့ကြားရဲ့အစာဖြစ်သွားရှာတယ်။သမီး9ယောက်နဲ့ခင်မုန်းဖြစ်သူကလည်းလိုက်လံရှာဖွေခဲ့ကြပေမဲ့ဘာအရှိအမွှဲမှမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့လရနေ့တွေကြာလာတော့သမီးတွေကအမေဆုံးပြီဆိုတာကိုလက်ခံလာကြတယ်။3 နှစ်ကြာတော့အခါအဖေဖြစ်သူကနောက်အိမ်တော်ပြုဖို့သမီးတွေနဲ့တိုင်ပင်ခဲ့ကြတယ်။သမီးတွေကလည်းတဘောမကြပေမဲ့အဖေကိုဘာမှမပြောရကြရှာဘူး။ဒီလိုနဲ့အစားထိုးလို့မရနိုင်တဲ့အမေနေရာကိုမိတွေဆိုတဲ့သစိန်ကြီးရောက်ရှိလာခဲ့တယ်။မိတွေရောက်ရှိလာတဲ့အချိန်ကစလို့အဖေဖြစ်သူကသမီးတွေရဲ့အပေါ်အချိန်ပေးပြောဆိုဆုံးမမှုတွေရော့ကျလာခဲ့တယ်။အဖေရှိမှမိတွေကအရန်ကောင်းပြနေပေမဲ့အဖေနောက်မှာသမီး9ယောက်လုံးကိုရှိသမျှအိမ်အလုပ်တွေပတ်ခိုင်းပြီးတော့ထမင်းကြံဟင်းကြံတွေသာကျွေးမွေးခဲ့တယ်။ယောက်ျားပြန်လာရင်နှစ်သမီးတွေကငါ့ကိုဘာမှအိမ်အလုပ်တွေကူမလုပ်ဘူးဆိုပြီးတော့ပြောင်းစားလဲလုပ်ခဲ့ပါသေးတယ်။အဖေဖြစ်သူကသမီးစကားတဲ့သူ့မိမငယ်ငယ်ချောလေးရဲ့စကားကိုပို့ပြီးတော့ယုံတာပေါ့။ဒီနေ့တော့မိတွေကကိုတင်အင်းကိုရှင်သမီးကိုရှင်ရွေးမလားကျမကိုရွေးမလားဆိုရဲမင်းကိုမေးလိုက်တော့ကိုတင်အင်းခင်ဗျစွန့်အားသွားခဲ့တယ်ကြည်လိုနဲ့ကိုတင်အင်းကမိမကိုပဲရွေးမယ်ဆိုပြီးတော့ဖြေလိုက်တယ်ကိုတင်အင်းရဲ့အဖြေကိုကျဉ်းသွားတာကြောင့်မတ်တင်ရှိခင်ဗျပြုံးစစ်စစ်နဲ့ဒါဆိုရင်ရှင်သမီးကိုအိမ်ပေါ်ကနေဆင်းအောင်နီးလန်းရှာပါကျမတို့နဲ့နေရတာမွန်းကျက်တယ်ဆိုပြီးတော့အိမ်ပေါ်တက်သွားခဲ့တယ်ဒီလိုနဲ့ကိုတင်အင်းတယောက်သမီးတွေကိုအိမ်ပေါ်ကဆင်းအောင်နီလန်းရှာရင်နဲ့နောက်ဆုံးတော့တောထဲခေါ်သွားပြီးတော့တောထဲမှာသွားပစ်ထားရင်ပိုကောင်းမယ်ဆိုတဲ့အကြံရသွားတာပေါ့နောက်တနေ့တော့သမီးတို့ရေဒီနေ့အဖေတို့ထင်းသွားရှာကြမယ်ဆိုပြီးတော့ထမင်းတွေပြင်ဆင်ပြီးတော့သမီး9ယောက်နဲ့အတူတောထဲသို့ထွက်ခွာသွားကြတယ်တောထဲရောက်တော့သမီးဖြစ်သူတွေကအဖေဒီနောက်မှာထင်းကောင်းတယ်ထင်းအများကြီးလို့ပြောတော့အဖေဖြစ်သူကထဲမကောင်းသေးဘူးတမီးရဲ့တောနဲ့ထဲမှာဆိုပိုကောင်းတယ်တဲ့အဖေဖြစ်သူကလာရလန်းတစ်လျှောက်လုံးကိုအမတ်သားအဖြစ်တစ်ကိုင်းတွေချိုးထားခဲ့ပေမဲ့တမီးတွေကကြတော့ဘာမှမတိကျရှာဘူးဒီလိုနဲ့တောနဲ့ထဲရောက်တော့အဖေဖြစ်သူကဒီမှာခုတ်ကြမယ်ဒီမှာထင်းကောင်းတယ်ဆိုပြီးတော့တမီးတို့နားကြပါလို့ပြောကြခဲ့တယ်တမီးတို့ဒီမှာခဏနားနေအဖေရီသွားခတ်ပြီးတော့ခုတ်ကြမယ်ဒီလိုနဲ့အဖေဖြစ်သူကတိတ်တခိုးနဲ့ထွက်ခွာသွားခဲ့တယ်။တအောက်နေတော့ပြန်မလာတော့တဲ့အဖေကိုသမီးတွေကစိတ်ပူပြီးတော့လိုက်လံရှာဖွေကြတယ်။အဖေနဲ့အော်ခေါ်ကြတော့ဆုံးမကြီးကကြတော့အေးသမီးတို့အဖေဒီမှာရှိတဲ့ဆိုတဲ့အတန်အတုပြုတ်လုပ်ပြီးတော့များခေါ်ခဲ့တယ်။ဆုံးမများခေါ်တဲ့အတန်နောက်ကိုလိုက်ရင်6ကန်းပါးတနေရာတို့ရောက်ရှိသွားခဲ့တယ်။တကူလုံးအဖြူထဲနဲ့ပေါဝထားတဲ့အဖွားကိုတယောက်ကိုတွေ့ရှိတော့ညီအမ9ယောက်လုံးကစုံမမှန်တီးကြတော့ထွက်ပြေးကြတာပေါ့ပြင်းညောင်နွယ်ညောင်မြစ်တွေများတဲ့ချုံပုတ်ထဲကိုညီအမ9ယောက်ဝင်ပုန်းနေခဲ့တယ်တအောက်နေတော့စုံမကြီးကအဲ့ချုံပုတ်ထဲရောက်ရှိပြီးမင်းတို့ပြေးလို့မလွတ်ဘူးဆိုပြီးတော့ချုံတိုးဝင်ရှာတော့တာပေါ့ဒီလိုနဲ့စုံမကြီးကသူတို့ကိုမတွေ့ခင်အမကြီးဖြစ်သူကအဖေချန်ထားတဲ့အရက်ဘူးနဲ့သူမရဲ့ကျင်ငယ်ကြီးပေါင်းပြီးတော့ဆုံးမကြီးရဲ့မျက်နှာတက်ထက်လိုက်တယ်။ဒါကြောင့်ဆုံးမကြီးကလည်းအလူအလဲအော်ဟစ်ပြီးဘာမှမမြင်တော့ပဲဟိုပြေးဒီပြေးနဲ့တောင်အောက်တနေရာတို့
လူလိတ်ရင်ကြားရောက်သွားခဲ့တယ်ညီအမ9ယောက်မှာအသက်ဘေးကလွတ်အောင်ပြေးရင်ညနေဆောင်လဲရောက်ရောအကုန်လုံးအပိုက်စားကြတော့ဗောဒီလိုနဲ့ချောင်းငယ်တချောင်းကိုတွေးတော့အားလုံးကအစာရှာဖို့ငါးဝင်ဖမ်းကြတာဗောရလာတဲ့ငါးတွေကိုမိခင်ကင်စားကြတယ်ဒီနေရာမှာထူးဆန်းတဲ့တစ်ခုကအမကြီး6ယောက်စလုံးကငါးကိုမစားခင်မှာငါးမျက်စိနှစ်ဖက်စလုံးကိုဖောက်ပြီးတော့စားကြတယ်ဒါပေမဲ့အငယ်ဆုံးကငါးမျက်စိတစ်ဖက်ပဲဖောက်ပြီးတော့စားတယ်စားလဲစားပြီးကြရောအားလုံးကတနေကုန်ပြေးထားကြတော့အယမ်းပင်ပန်းပြီးအိပ်ပျော်သွားကြတာဗောမနေ့ရောက်တော့ညီအမ9ယောက်လုံးဘယ်ကိုသွားရမှန်းမသိပဲနဲ့ဥတီယာမဲ့ဖြစ်သွားကြတယ်လေတိုက်ရလွင့်ပါစေတော့ဆိုရက်စိတ်နဲ့ချောင်းငယ်ကစီးစင်းတဲ့ရေအတိုင်းလိုက်စီးစင်းသွားခဲ့တယ်ဟိုသွားဒီသွားရင်းနဲ့အမတ်မထင်အလုံးကျဲဝန်းလာတဲ့ခြံကြီးတစ်ခြံကိုတွေ့ရှိခဲ့တယ်အဲ့ခြံကြီးရဲ့အတော့တနေရာမှာရေကူးကန်တကန်ရှိခဲ့တယ်တကယ်တော့ဒီခြံကြီးဟာဘရင်တစ်ပါးရဲ့လျှို့ဝှက်အပန်းဖြေရာနေရာသာဖြစ်တယ်ညီအမ9ယောက်ဟာနေပူထက်တနေကုန်တနေခမ်းပြေးလွှားနေရတာကြောင့်ရေကူးကန်ကိုမြင်တော့စစ်မထိန်နိုင်တော့ပဲရေကူးကန်တဲ့တို့ခုံချကြတာပေါ့ဒီလိုနဲ့ရေကူးဖို့ရောက်ရှိလာတဲ့အရှင်ဘရင်ကအမင်းကလေး9ယောက်သူ့ရေကန်တဲ့ကစားနေတာမြင်တော့ဘရင်ကြီးကအော်နတ်သမီး9ပါးဘာလားဆိုပြီးတော့နန်းတော်စီကိုခေါ်ဆောင်သွားခဲ့တယ်ဒီလိုနဲ့ပဲဘရင်ကြီးကမင်းတို့ကိုငါစောက်ရှောက်မယ်ငါနဲ့အတူနေပါငါမိဖုရားအဖြစ်နေပေးပါဆိုပြီးတော့ဒီညီအမ9ယောက်စလုံးကိုသူ့ရဲ့ကျင်ရတော်အဖြစ်သိမ်းမြောက်လိုက်ကြတယ်တစ်ဖက်မှာလည်းညီအမ9ယောက်ကိုခြေရခံလိုက်နေတဲ့ဆုံးမကြီးကဘရင်ရေကူးကန်နာတို့ရောက်ရှိလာပြီးချောမောလှပတဲ့နတ်သမီးအသွင်ပြောင်းပြီးရေဝင်ချိုးနေခဲ့တယ်ခါတိုင်းလိုပဲဘရင်ကြီးကရေချိုးဖို့လာတော့အရန်ချောမောလှပတဲ့ဆုံးမကြီးကိုမြင်တော့ချက်ချင်းဆိုသလိုလက်ထပ်ခွင့်တောင်းခဲ့တယ်ပြီးတော့မိဖုရားအဖြစ်လည်းတင်မြောက်ခဲ့တယ်ဆုံးမကြီးကအညီမ9ယောက်ကိုမြင်တော့မြင်ချင်းပဲသူတည်နေတယ်အဲ့ဒါလိုပဲညီမ9ယောက်လည်းဒီဆုံးမကြီးကိုမြင်နေတဲ့ချက်ချင်းဆိုသလိုသူ့လိုက်နေတဲ့သူတို့ကိုလိုက်နေတဲ့ဆုံးမကြီးဆိုတာကိုသူတို့သိတယ်ဒါနဲ့ပဲမိုးမလင်းခင်တမနဲ့မှာတော့ဒီဆုံးမကြီးကအကြီးဆုံးညီအမတို့ထဲမှာအကြီးဆုံးဖြစ်သူရဲ့အခန်းကိုတွားပြီးတော့မျက်လုံးနှလုံးကိုဖောက်ထုတ်ခဲ့တယ်ပြီးတော့နံပါတ်6တယောက်ကလည်းသူအဲ့လိုပဲအစင်လိုက်ပေါ်တော့6 5 4 3 2 1ဆိုပြီးတော့မျက်လုံးနှလုံးစီအဲ့လိုလိုက်ဖောက်ခဲ့တယ်ဒါပေမဲ့အငယ်ဆုံးညီမအလက်ရောက်လာတဲ့ချိန်မှာမျက်လုံးတစ်လုံးပဲဖောက်ရတည်တယ်နန်းတော်ကြီးရဲ့မောင်းထုတန်ကြားရတဲ့ဖြစ်ဆုံးမကြီးဟာအလင်းအမြန်ထွက်ပြေးခဲ့ရတယ်မနဲ့မိုးလင်းတော့မိဖုရားအားလုံးနဲ့အတူတမင်လက်ဆောင်စားဖို့အရှင်မင်းကြီးဟာဆင့်ခေါ်လိုက်တဲ့ချိန်မှာညီအမ9ယောက်ဟာလုံးဝမလာနိုင်ကြဘူးဒီတော့အရှင်မင်းကြီးကဒေါသထွက်ပြီးတော့သူတို့ကိုခေါ်ဖို့ကိုရံတော်တွေကိုညွှန်ကြားခဲ့တယ်ညီအမ9ယောက်ကလည်းရောက်ရှိလာတဲ့အချိန်မှာအရှင်မင်းကြီးလုံးဝအံ့ဩတုန်လှုပ်ခဲ့တယ်ဘာကြောက်လဲဆိုတော့9ယောက်စလုံးကမျက်လုံးအဖောက်ခံရလို့ပဲဖြစ်တယ်အဲ့အချိန်မှာဘရင်ဘေးမှာနေတဲ့ဆုံးမကြီးကလည်းအရှင်မင်းကြီးဘရင်ရဲ့ကျင်ရတော်တွေဆိုတာကိုလည်းအင်္ဂါပြည့်စုံမှတင့်တယ်တဲ့မပြည့်စုံပဲနဲ့ဘာလို့နန်းတော်မှာထားရတယ်လဲဆိုပြီးတော့ပြောဆိုလိုက်တယ်အဲ့ချိန်မှာညီမအငယ်ဆုံးပြည်သူကဆုံးမလို့ခေါ်လိုက်တယ်အဲ့ချိန်မှာဘေးမှာရှိတဲ့သူတွေကလည်းထိတ်လန့်တယ်ဘယ်သူကဆုံးမလဲပေါ့အရှင်မင်းကြီးကျမတို့ကိုအခုလိုမျက်ကန်းဖြစ်အောင်လုပ်တာသူပါဆိုပြီးတော့အဲ့ဆုံးမကိုလည်းညှို့ထိုးလိုက်တယ်ဒါပေမဲ့အရှင်မင်းကြီးကသူ့ကိုမယုံဘူးပြီးတော့အဲ့ညီမအငယ်ဆုံးဆက်ပြောတယ်သူ့ကိုဖမ်းပြီးတော့တတ်ပါလို့သူပြောလိုက်တယ်အရှင်မင်းကြီးကလည်းသူ့ကိုမယုံတဲ့အတွက်ကြောင့်မလို့ညီအမ9ယောက်စလုံးကိုလည်းနန်းတော်ကနေမောင်းထုတ်ခဲ့ကြတယ်ဝမ်းနဲ့ကြီးခွဲစွာတဲ့ပဲဒီညီအမ9ယောက်ဟာနန်းတော်ကနေဆင်းသွားရရှာတယ်အမကြီး6ယောက်စလုံးကမျက်စိလုံးဝမမြင်တော့တာကြောင့်မျက်စိတစ်ဖက်မြင်တဲ့ညီအမအငယ်ဆုံးရဲ့ဥဆောင်မှုနောက်ကိုပခုံးလိတ်ကရင်အတွဲလိုက်သွားရတော့တယ်ပေါ့နေစရာအိမ်မရှိစားစရာမရှိတဲ့ညီအမတို့ဟာကဲသူမဲ့တဲ့ဘဝနဲ့ရှောက်သွားရင်တဲ့အိမ်တစ်လုံးထဲမှာရှိတဲ့အဖိုးနဲ့အဖွားကိုအကူအညီတောင်းခဲ့ပါတယ်အဖိုးနဲ့အဖွားတို့ရဲ့သမီးတို့ဒုက္ခရောက်နေလို့သမီးတို့ကိုကူညီပါအောင်ဆိုလို့အဖွားဖြစ်သူကဒီမှာနေလို့ရပါတယ်သမီးတို့ရဲ့ဒါပေမဲ့စားရှာတော့ကိုယ့်ဘာသာကိုရှာစားရလိုက်မယ်တဲ့
အဖွားတို့ကိုယ်တိုင်တောင်စားရှာမရှိဘူးဖြစ်နေလို့ငါမြေးတို့ရဲ့ဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ဖွားရဲ့နေခွင့်ရတာကိုပဲကျေးဇူးကြီးမားလာပါတယ်ဆိုပြီးတော့အဖွားတို့ကိုထိုင်ကြတော့ကြတော့တာပေါ့တကယ်တော့ညီအမ9ယောက်ကိုစီမှာဘယင်နဲ့ရထားတဲ့ကိုစီပါလာကြတယ်ဖြစ်တယ်လို့နေထိုင်စားတော့ရင်ဘဝကိုရုန်းကန်ကြရတယ်ကိုဝင်ရင်လာတဲ့အချိန်မှာတော့အမကြီးဆုံးကကလေးအရင်ဆုံးမွေးတယ်စားစရာဘာမှမရှိတော့မွေးလာတဲ့ကလေးကို9ပိုင်းခွဲပြီးတော့တယောက်တစ်ပိုင်းစီအစားအဖြစ်သုံးဆောင်ကြတယ်ရက်ပိုင်းအခြားလေးအတွင်းမှာပဲနောက်တစ်ယောက်ကထပ်မွေးတယ်နောက်တစ်ယောက်ထပ်မွေးလဲအဲ့လိုပဲ9ပိုင်းခွဲပြီးတော့တယောက်နည်းနည်းစီခွဲဝေစားတောက်ကြတယ်ဒီလိုနဲ့ညီအမ6ယောက်စလုံးကမွေးပြီးတဲ့အချိန်မှာအငယ်ဆုံးတစ်ယောက်ပဲကျန်တယ်ဒီအငယ်မအလက်မွေးတဲ့အချိန်ရောက်တဲ့အခါမှာတော့သူဟာသူ့ကလေးကိုလုံးဝမတတ်ဘဲနဲ့အရင်ကသူ့အမပေးထားတဲ့သူ့အမတွေပေးထားတဲ့အစားအသား6တုံးကိုပြန်လဲသူ့အမတွေစီမှာပြန်လဲမျှဝေခဲ့တယ်ဒီလိုနဲ့သူ့ကလေးကိုသူရအောင်ကျွေးမွေးပြုစုစောင့်ရှောက်နိုင်ခဲ့တယ်ဒီကလေးအသက်15နှစ်အရွယ်ရောက်လာတဲ့အချိန်မှာအမေဖြစ်သူကသူတို့ရဲ့အကျိုးကြောင့်အားလုံးကိုရှင်းပြပြီးတော့သူ့ကိုနန်းတော်မှာတွားရအမှုထမ်းစေခဲ့တယ်အကြောင်းရင်းကမိဖုရားကြီးအဖြစ်ဟန်ဆောင်နေတဲ့ဆုံးမကြီးကိုကလပ်စားချေဖို့တာဖြစ်တယ်ဒီကလေးကနန်းတော်မှာတွားပြီးတော့အမှုထမ်းဖို့ဘုရင်ကိုခွင့်တောင်းခဲ့တယ်အဲ့ချိန်မှာသူဟာအသက်15နှစ်ပဲရှိသေးတယ်ဘုရင်ကြီးကအသက်မပြည့်သေးတဲ့သူ့ကိုတိတ်ပြီးတော့သဘောမကျဘူးဒါပေမဲ့ဒီကလေးဟာဟိုတုန်းကညီအမ9ယောက်ရဲ့သားဖြစ်တယ်ဆိုတာကိုဆုံးမကြီးကအလိုလိုနေနဲ့သိနေတယ်ဒါကြောင့်မလို့လေဒီကလေးကိုအလောက်ခန့်ဖို့အရှင်မင်းကြီးထံခွင့်တောင်းခဲ့တယ်အရှင်မင်းကြီးကျမရွာဟောင်းလေးကိုတတိယလို့စာပို့ချင်တယ်အဲကြောင့်မလို့ဒီကလေးကိုအလောက်ခန့်လိုက်ပါအဲ့လိုတောင်းဆိုတဲ့အတွက်ကြောင့်မလို့အရှင်မင်းကြီးကလည်းခွင့်ပြုလိုက်တယ်အဲ့နောက်မှာပဲအဲ့ကလေးကိုစာရေးပြီးတော့ပို့ခိုင်းလိုက်တယ်အဲ့ကောင်လေးကလည်းဘီရင်မကြီးသွားခဲ့တဲ့အတိုင်းညင်ယူပြီးတော့ခရီးထွက်သွားခဲ့တယ်ဆုံးမကြီးပို့လိုက်တဲ့စာထဲမှာသမီးဒီစာသမီးလက်ထဲရောက်ချင်းဒီကောင်လေးကိုတတ်လိုက်ပါတဲ့စာမဖတ်တတ်တဲ့ဒီကောင်လေးခင်ဗျာဘာမှမသိရှာဘူးခရီးတော့အရောက်မှာတော့ဒီကောင်လေးကအရန်မောပြီးတော့တစ်ပင်တစ်ပင်အောက်မှာအနားယူပြီးတော့အိပ်ပျော်သွားခဲ့တယ်သူအိပ်ပျော်နေတော့တစ်ပင်ဆောင်းနာကဒီကောင်လေးယူလာတဲ့စာကိုဖတ်ခဲ့တယ်ဒီစာကိုဖတ်ကြည့်လိုက်တော့ဒီကလေးကရိုးသားမှန်နတ်ကလည်းတည်တယ်အဲ့တော့ဒီကောင်လေးရောက်ချင်းတတ်လိုက်ပါဆိုတဲ့နေရာမှာဒီကောင်လေးရောက်ချင်းလက်ထပ်လိုက်ပါဆိုတဲ့စာကိုပြန်ပြောင်းရေးပေးခဲ့တယ်ရေးပြီးတဲ့အချိန်မှာပဲဒီကောင်လေးကလက်နိုးပြီးတော့ခီးဆက်ထွက်ခဲ့တယ်ဒီလိုနဲ့ဆုံးမကြီးတွားခိုင်းတဲ့ရွာကို3ရက်မြောက်တဲ့နေ့မှာရောက်ရှိခဲ့တယ်ရောက်ချင်းပဲယူလာတဲ့စာကိုအဲ့ဆုံးမကြီးဓမီထံပေးအပ်ခဲ့တယ်ဆုံးမကြီးဓမီကလည်းစာကိုဖတ်ပြီးတော့အော်ရှင်ကကျမအမေပို့လိုက်တဲ့တို့သားလောင်ပဲဆိုပြီးတော့ဘုံမောင်းတီးကလက်ထပ်ပွဲကျင်းပဖို့ရွာသူရွာသားများကိုဆင့်ခေါ်ခဲ့တယ်။ကောင်းလေးခင်ဗျဦးတောင်ကြောင်နဲ့ဘာလို့ရမှမသိပဲဆုံးမတို့ရဲ့အစီအစဉ်ရအတိုင်းလိုက်လှုပ်ဆောင်ခဲ့ရတယ်။လက်ထပ်ပြီးတဲ့နောက်မှာတော့မိမဖြစ်သူကကောင်းလေးကိုသူတို့ရွာရဲ့အကြောင်းနောက်ပြီးတော့သူ့အမေစိုက်ထားတဲ့အပင်3မျိုးအကြောင်းကိုရှင်းပြပြောဆိုသွားခဲ့တယ်။ပထမဆုံးအပင်တစ်မျိုးကဒီသူ့ရဲ့အရွက်ကိုခူးပြီးတော့မြေအောက်မှာပစ်ချလိုက်ရင်မီးတောက်ဖြစ်သွားမယ်။နောက်တစ်မျိုးကသူ့အရွက်ကိုခူးပြီးမြေအောက်ပစ်ချလိုက်ရင်တောင်9လုံးဖြစ်မယ်။နောက်ဆုံးတစ်မျိုးကဒီအပင်ရဲ့အရွက်ဟာမြေပေါ်ကျပြီဆိုလို့ရှိရင်ရေအိုင်ဖြစ်သွားတယ်တဲ့။ဒီအရေးကြီးတဲ့လျှို့ဝှက်ချက်3မျိုးကိုသူ့ရဲ့ယောက်ျားဖြစ်တဲ့အဲ့ဒီကောင်လေးကိုအကုန်လုံးပြောပြသွားခဲ့တယ်။တနေ့လောက်ကြာတော့သူတို့မှာသားလေးတယောက်ရရှိလာတယ်။အဲ့ကလေးကိုအမြဲတမ်းယောက်ျားဖြစ်သူကထိန်နေရတယ်။အဲ့ကောင်လေးကသူ့ရဲ့သားလေးကိုအမြဲတမ်းထိန်ချောင်းတယ်။တနေ့တော့ကလေးထိန်ချောင်းရင်းနဲ့ဟိုးအိမ်မျက်နှာကျက်ပေါ်ကဘူးသီးလေးကိုတွေ့တယ်။အဲ့ဘူးသီးလေးကိုတွေ့တော့မိမဒီဘူးသီးကဘာလဲအထက်မှာဘာရှိတယ်လဲဆိုတော့သူမေးလိုက်တယ်။အဲ့အချိန်မှာပဲမိမဖြစ်သူကဒီဘူးသီးထဲမှာကျမအမေအသက်ရှိတယ်။နောက်ပြီးတော့အရင်တော့ကကျမအမေဖောက်ထားတဲ့ညီအမ9ယောက်ရဲ့မျက်လုံးလဲအဘူးသီးထဲမှာရှိတယ်။ကျမအမေဘယ်ဘက်သွားသူ့ရဲ့အသက်ကိုသူမယူသွားဘူး။သူ့အသက်ကဒီဘူးထဲမှာပဲရှိတယ်။ဆိုပြီးတော့ယုံကြည်နဲ့ပြောပြခဲ့တယ်။ဒီနေ့တော့
အဲ့ကြီးဝါမှာအစီဝေးကြီးကျင်းပတော့မိမဖြစ်သူကတွားရောက်နားထောင်ပြီးတော့အဲ့ကောင်လေးကကြတော့ကလေးထင်းရင်းနဲ့ကြံရစ်ခဲ့တယ်ကောင်လေးကလည်းသူ့မိမတွားပြီးတဲ့နောက်ပိုင်းမှာသူကဒီမျက်နှာကျက်မှာရှိတဲ့ဘူးတီကိုသူတွားယူတယ်သူ့အမေမျက်လုံးကိုသူကကောင်လေးပြန်သိမ်းတယ်နောက်ပြီးတော့သူ့မိမသူ့ကိုပြောပြထားတဲ့တကိုးရှိအရွက်၃မျိုးကလည်းသူကတွားခူးခဲ့တယ်ခူးပြီးတော့သူ့သားလေးကိုသူနှုတ်ဆက်ပြီးတော့သူမြင်းကိုယူပြီးတော့အဝေးကိုထွက်ပြေးသွားလိုက်တယ်ဒီလိုနဲ့ဒီအဝေးပြီးတော့မိမဖြစ်သူကအိမ်ပြန်လာတယ်အိမ်ပြန်ရောက်တော့ကလေးငိုတန်ပဲကြားရတယ်ယောက်ျားကိုလိုက်ရှာအော်ခေါ်နေပေမဲ့ဘာမှပြန်ထူတာမကြောက်ဆိုတော့အိမ်ပေါ်ကိုကြပြကြပြပြေးတက်ပြီးတော့ဘူးတီကိုလည်းတက်လိုက်တဲ့ချိန်မှာဘူးတီကလည်းပျောက်လဲအဲ့ဒီချိန်မှာသူဟာအရန်ဒေါသထွက်ပြီးတော့ကလေးကိုကြောမှာချီထားပြီးတော့အိမ်အောက်မှာရှိတာဝက်မကိုစီးပြီးတော့ဒီကောင်လေးနောက်ကိုလိုက်ခဲ့တယ်အလုံးမြန်တဲ့ဝက်မကြီးရဲ့ပြေးနှုံးအားကြောင့်ပေါ့နော်အချင်းအတိုလေးအတွင်းမှာပဲကောင်လေးကိုအမိလိုက်ခဲ့တယ်ဒါမဲ့ကောင်လေးကဒီအရွက်တရက်ကိုပြစ်ချလိုက်တဲ့အတွက်ကြောင့်မလို့မင်းရှန်ကြီးဖြစ်သွားတယ်ဝက်နဲ့ဆုံးမကိုဟန်တားနိုင်ခဲ့တယ်ဆိုပေမဲ့တိတ်မကြဘူးမိကြားထိုးဝင်ပြေးလာတဲ့ဝက်ရဲ့အရှင်ကြောင့်ပေါ့နော်ကောင်လေးအနီးနားကိုထပ်မံရောက်ရှိလာခဲ့တယ်အဲ့လိုနဲ့ကောင်လေးကလည်းနောက်တစ်ထပ်ပြစ်ချလိုက်တာကြောင့်တောင်ခုနှလုံးထပ်ဖြစ်ပြန်ရောအဲ့တောင်ခုနှလုံးကြောင့်ဝက်မှာပြေးအားအနှဲငယ်ရော့လာတယ်ဒါပေမဲ့တရကြံပြေးလာတဲ့အတွက်ကြောင့်မလို့ကောင်လေးအနီးနားကိုထပ်မံချီကလာနိုင်ခဲ့တယ်နောက်ဆုံးတော့ကောင်လေးကလည်းနောက်ဆုံးအရွက်တွေရဲ့ပြစ်ချလိုက်တာနဲ့ရေအိုင်ကြီးဖြစ်သွားတော့ဝက်လည်းရေမကူးနိုင်တော့ဘလို့ဆုံးမကြီးကလည်းဒန်းတစ်ဖက်မှာပဲကြံမိခဲ့ရတယ်ဒါပေမဲ့သူ့ယောက်ျားကိုသူ့အောင်ခေါ်လိုက်တာကတော့ကျမရှင်းနောက်ကိုမလိုက်တော့ဘူးဒါပေမဲ့ဒီကလေးဟာရှင်းသွေးတဝက်ပါတယ်အဲကြောင့်လို့ဒီကလေးကိုတယောက်တစ်ပိုင်းငါတို့မြုပ်ကြမယ်ဆိုပြီးတော့ကလေးကိုတွဲလောင်းကင်ထားပြီးတော့ဓာတ်နဲ့နှစ်ချမ်းပိုင်းစီခဲ့တယ်ပြီးတော့တစ်ပိုင်းကိုဒီကောင်လေးစီသူ့ယောက်ျားပေါ့နော်စီကိုပြစ်လွှတ်လိုက်တယ်ကောင်လေးကလည်းဒီသူ့သားရဲ့ခန္ဓာကိုယ်တစ်ချမ်းကိုယူပြီးတော့မြေအောက်မှာမြုပ်လိုက်ရတယ်ဒီလိုနဲ့ကောင်လေးကသူ့မိမဆုံးမနဲ့လမ်းခွဲပြီးတော့နန်းတော်ကြီးစီကိုပြန်ရောက်လာခဲ့တယ်နန်းတော်ကြီးစီရောက်တော့ဘုရင်ကြီးစီတွားရောက်တွေ့ဆုံခဲ့တယ်ဒီတော့အသက်မသေးပြန်လာနိုင်တဲ့သူ့ကိုမြစ်ဖျားကြီးဆုံးမကမယုံနိုင်အောင်အံ့ဩတကြီးနဲ့ကြည့်ခဲ့တယ်ကောင်လေးကအရှင်မင်းကြီးကမိဖုရားကြီးဟာလူမဟုတ်ပါဆုံးမတာဖြစ်တယ်လို့ဥတင်လျှောက်ခဲ့တယ်ပြီးတော့ကျွန်တော်ဟာအရှင်မင်းကြီးရဲ့သားဖြစ်ကြောင်းကိုလည်းပြောပြခဲ့တယ်ပြီးတော့ကျွန်တော်မှာအတော်6ယောက်ကျွန်တော်အမေပါပေါ့နော်9ယောက်မျက်စိအဖောက်ခံရတယ်ဆိုပြီးတော့ဒီဘုရင်မင်းကြီးကိုတိုင်ကြခဲ့တယ်အခုဆိုလို့ရှိရင်ကျွန်တော်အမေရဲ့မျက်လုံးကိုကျွန်တော်ပြန်ယူလာနိုင်ပြီတဲ့ဒီတော့ဆုံးမကြီးကလည်းထိတ်လန့်ပြီးတော့ဒီကောင်လေးပြောတာမဟုတ်မှန်ကြောင်းဆိုပြီးတော့ညှင်းဆုံခဲ့ဘုရင်ကြီးကလည်းဘသူ့ကိုယုံလို့ယုံရမှန်အခက်တွေ့တော့တာပေါ့ဒီတော့ဘုရင်ကြီးကဒီမှာကောင်လေးသူဆုံးမဖြစ်ကြောင်းခင်ဗျာတက်တည်ပြနိုင်လားလို့ပြောတဲ့အခါမှာဒီကောင်လေးကတက်ရတာပေါ့ဒီဆုံးမရဲ့အသက်ဝိညာဉ်ဟာကျွန်တော်လက်ထဲမှာပါလို့ပြောပြီးတော့အဲ့ထဲမှာတင်ထားတဲ့ဘူးသီးလေးကိုဆွဲထုတ်လိုက်တယ်။ဆုံးမကအရန်အော်ပြီးငါဘူးသီးပြန်ပေးလို့ကြောက်စရာကောင်းတဲ့အော်တန်နဲ့အော်ပြောလိုက်တယ်။ကောင်းလေးကလည်းတိတ်နောက်ကျသွားပြီးဝိုင်းဆိုပြီးတော့ဘူးသီးကိုအစိတ်စိတ်အမောင်မှာရိုက်ချိုးပစ်လိုက်တယ်။အဲ့လိုရိုက်ချိုးလိုက်တဲ့အချိန်မှာအလုံးချောင်းမလာပါတဲ့မင်းကလေးအဖြစ်မှာအလုံးရုပ်ဆိုးအကြည့်တန်းနဲ့ဆုံးမအဖြစ်ကိုပြောင်းလဲသွားပြီးလေထဲသို့လွင့်စင်ပျောက်ကွယ်သွားခဲ့ပါတယ်ဒီအဖြစ်အပျက်ကိုမြင်လိုက်ရတဲ့ဘုရင်ကြီးကအကြည့်အကျဉ်နောင်တရပြီးတားလေးမင်းအမေနဲ့အတော်တွေကိုပြန်ခေါ်လာခဲ့ပါဆိုပြီးတော့နောင်တကြီးစွာနဲ့ငိုကြွေးခဲ့ရတယ်ကောင်းလေးကသူ့အမေနဲ့အတော်စီပြန်သွားပြီးတော့ဆုံးရှုံးသွားတဲ့အမေနဲ့အတော်ရဲ့မျက်လုံးတွေကိုပြန်လဲတတ်ဆင်ပေးနိုင်သလိုနန်းတော်ကြီးစီကိုလည်းပြန်လဲခေါ်ဆောင်ပေးနိုင်ခဲ့တယ်ဘုရင်ကြီးကလည်းနှွေးထွေးစွာကြိုဆိုပြီးဖြစ်ပျက်ခဲ့တဲ့အရာအားလုံးအတွက်တောင်းပန်ခဲ့ပြီး၎င်းတို့ကိုဘုရင်ရဲ့ကျင့်ရတော်ဖြစ်ပြန်လည်အတိမတ်ပြုပြီးသားလေးကိုလည်းအင်ရှင်မင်းသားဖြစ်တိုင်းပြည်ပြည်တရားဝင်ကျင့်ညာခဲ့ပါတယ်ဒီလိုနဲ့ညီအမ9ယောက်ရဲ့မိသားစုဟာခန်းခန်းနာနာနဲ့ဘဝကိုဖြတ်တန်းနိုင်ကြတော့တာပေါ့ဒီပုံပြင်းလေးဟာဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်